ဖွားကြီးဒီနေ့ရွာတွေကကိုဘိုးတို့အိမ်ရှိမှာနိုင်ငံရေးဆွေးနွေးနေကြတာကြားမိလားကြားမိတာပေါ့မနက်ကဆန်ဝယ်သွားရင်လမ်းဘေးမှာလူငယ်တွေစစ်ရေးအကြောင်းအတင်းပြောနေတာအိုးအခုတော့ရွာတွေကလူတိုင်းနိုင်ငံရေးပညာရှင်ဖြစ်နေကြပြီလက်ဖက်ရည်ဆိုင်တွေကနေအစိုးရဖွက်နိုင်လောက်တယ်တော်လဲပါဝင်ပြောကျင်တာလားလာပါဖွားကြီးရဲ့ရေနွေးငါ့ကိုခေါ်ရင်တော့တွားပြောမယ်ဒါပေမဲ့ငါအမြင်တစ်ခုပဲရှိတယ်ဘာလဲအဲ့ဒီအမြင်ကြီးစစ်ရေးတင်းမာရင်စံစည်းတက်တယ်စံစည်းတက်ရင်မင်းငါ့ကိုအစားလျှော့အစားခိုင်းတယ်ဒါကြောင့်ငါငိမ့်ချမ်းကြီးကိုထောက်ခံတယ်ရှင်းအတွက်တော့ငိမ့်ချမ်းကြီးကအစာကြောင့်ပဲနော်အေးလေငါဘိုက်ကလည်းနိုင်ငံရေးထက်အရေးကြီးတယ်ဒါနဲ့ NUG ဝန်ချုပ်လင်ကလေးကကြည်ပြမနဲ့ပတ်သက်ပြီးဘလို့ဆုံးဖြတ်တဲ့လဲဟာအစင်ကောပြေကြတဲ့လားအလို့ကွာအစင်မပြေလို့ CDN ဆရာမတွေတော့အလှုပ်ထွက်ကုန်ပြီဟဲ့ကောင်လင်ကလေးမင်းစောက်ချက်မရှိဘူးလားစောက်ချိုးမပြေရင်ငါမင်းကိုနေ့တိုင်းဆဲမှာနော်